ထိုင်းကုန်းနောက်မပါပဲကျမ်းပေါ်ထိုင်စီရလို့နာမည်ကြီးနေတဲ့မြစ်ကြီးနားရန်ကုန်330တန်လေရင်ပရိသတ်ကြီးတို့ရဲ့လက်ရှိလူမှုကွန်ရက်မီဒီယာပေါ်မှာခီးတဲ့ရေကြားဝေဖန်မှုစုညံနေပြီးအေးမြတ်သူဖလိုက်ဆိုတဲ့နာမည်နဲ့ရဲဆောင်ပြီးတော့ဟာတာလုံးနေကြတဲ့လေကြောင်းခီးစဉ်တဲ့တစ်ပုတ်အကြောင်းကိုပြပြပေးချင်ပါတယ်။အဲ့ဒါကတော့ကချင်ပြည်နယ်မြစ်ကြီးနားကနေရန်ကုန်မြို့ကိုပြန်တန်းပြေးဆွဲနေတဲ့ပြည်တွင်းလေကြောင်းခီးစဉ်မှာခရီးသည်တို့ကလေရင်ပေါ်ကိုရောက်ရှိနေတဲ့အခြေအနေကိုစိတ်ဆိုးဆိုးနဲ့ရိုက်ကူးပြီးတော့ online ပေါ်ကိုတင်လိုက်ရကနေအကြီးအကျယ်ခရဲထသွားခဲ့တာဖြစ်ပါတယ်။မြန်မာငွေကျပ်သိန်းပေါင်း30ပေးရပေမဲ့ထိုင်းကုန်မပါတဲ့ဒုက္ခကိုလည်းမျှဝေခဲ့တာပါ။ပုံမှန်အားဖြင့်လေရင်စီးပြီးဆိုရင်အဲကွန်အေးလူလူနဲ့တက်တောင့်တက်တာရှိတဲ့ထိုင်းကုန်ပေါ်မှာထိုင်ပြီးဘေးကင်းကင်းနဲ့စီးနေရတာမျိုးမဟုတ်ပဲဒီကရေးစစ်မှာတော့ထိုင်းကုန်လည်းမပါလက်ဆွဲအိတ်နဲ့ပစ္စည်းတွေထားစရာပြီးတော့အကန့်လည်းမပါပဲလေရင်ချမ်းမြေပုံမှာပဲအထုပ်အပိုးတွေနဲ့အတူကြေးချက်နေအောင်ထိုင်လိုက်ခဲ့ရတာပါလေရင်လက်မှတ်တစ်စောင်ကိုမြန်မာငွေကျပ်30အထိဈေးကြီးပေးပြီးဝယ်ယူခဲ့ရပေမဲ့အလားပုံစံနဲ့အထကြကြထိုင်စီးလို့မရပဲကျမ်းပေါ်မှာထိုင်ခဲ့ရတဲ့အပေါ်ခရီးသည်တွေကတော့လေရင်စီးရတဲ့အရာနာကိုခံစားလို့မရဘူးရထားစီးရတယ်လို့တောင်ပြုံးပွဲကိုသွားရတယ်လို့နဲ့တိမ်တွေနဲ့ထိတ်တိုက်တွေလို့လူတွေရိမ့်ထိုးနေရင်တော့ကလေးမွေးသွားနိုင်တဲ့အနေအထားပဲဆိုပြီးဟာနာနှောပါမကြေမနက်ညီးတွားခဲ့ကြတာဖြစ်ပါတယ်ဒီလေကြောင်းခရီးစဉ်ကိုအေးမြတ်သူဖလိုက်လို့နာမည်ပေးခေါ်ဆိုခဲ့ကြတာကတော့လေရင်အတွင်းထဲမှာခရီးသည်တွေရဲ့အထုပ်အပိုးတွေပြည့်ကျက်နေတာကနာမည်ကြီးတရုပ်ဆောင်အေးမြတ်သူရဲ့ခန္ဓာကိုယ်ကောက်ကြောင်းလိုမျိုးကြက်ထုတ်ဖြစ်နေလို့ဆိုပြီးတော့ခရီးသည်တွေကချစ်စနုံးနဲ့ခေါ်ဆိုရကနေ online ပေါ်မှာနာမည်ကြီးသွားတာဖြစ်ပါတယ်ဒီအကြောင်းကိုအသေးစိတ်သိရှိသူတွေရဲ့ပြောပြချက်အရနေကြီးနားကနေရန်ကုန်သို့မဟုတ်မန္တလေးလိုမြို့ကြီးတွေကိုကားလမ်းအတိုင်းသွားမယ်ဆိုရင်ရက်ပေါင်းများစွာကြာမြင့်နိုင်အောင်နေမကပဲလမ်းခရီးအခြေအနေရပါစိတ်မချရတာကြောင့်ခရီးသည်တွေကလေကြောင်းလိုင်းကိုပဲအဓိကအားကိုးနေရတာပါဒါပေမဲ့မြစ်ကြီးနားကနေပြေးဆွဲနေတဲ့ပုံမှန်ပြည်တွင်းလေရင်အစည်းရေကဘလုံလောက်တာကြောင့်စစ်တပ်တဲ့ယူပုတ်ဆောင်ရေးလေရင်ကားကိုတွေနဲ့ပါဝင်ရောက်ပြေးဆွဲပေးနေရတာဖြစ်ပါတယ်စစ်တပ်လေရင်ဖြစ်တဲ့အတွက်ပုံမှန်ခရီးသည်တင်လေရင်တွေလိုမျိုးအတွင်းပစ္စည်းအပြင်းအစင်ဆုံဆုံလင်းလင်းမပါပဲဟာလာဟင်းလင်းကြီးဖြစ်နေတာပါဒါပေမဲ့ဈေးရောခက်ပေါ်ပေါ်မဟုတ်ပဲတစားကို30အထိကြားတင်နေရကြအခုလိုမျိုးပရိသတ်တွေကြားပောက်ကွဲသွားရတာဖြစ်ပါတယ်ဒါအပြင်အထူးသတိပြုရမယ့်အချက်ကတော့လေရင်ဆိုတာပုံမှန်လိုင်းကားတွေလိုရထားတွေလိုမျိုးကျမ်းမြေပေါ်မှာတိုးဝစ်ထိုင်စီးလို့ရတဲ့တဲ့ယူပို့ဆောင်ရေးရင်မျိုးလုံးဝမဟုတ်ပါဘူးအခုလိုမျိုးထိုင်ကုန်မပါပဲလေရင်ကျမ်းမြေပေါ်မှာလူတွေရောအထုပ်ဘိုးတွေပါစုပြုံကျက်တက်ပြီးတော့စီးနေရတာကလေကြောင်းအနေရဲ့ကင်းရှင်းရေးစီးမြင့်တွေကိုချိုးဖောက်နေုံနဲ့မကပဲမတော်တဆအနေရဲ့တစုံတရာဖြစ်ပွားလာရင်အသက်အနေရဲ့စိုးရိမ်စရာရှိပါတယ်ခရီးသည်တွေဘက်ကလည်းနေမြေအခြေအနေအရတခြားသွားလာစရာလမ်းကြောင်းမရှိလို့အရေးပေါ်ကိစ္စတွေကြောင့်30ဆိုတဲ့ငွေစည်းပမာဏများစွာကိုပေးဆောင်ပြီးတော့မဖြစ်တဲ့ကြားကနေစီးနေရတာပါဒါပေမဲ့ဘလို့ပဲခက်ခဲရှိခရီးသည်တွေရဲ့အသက်အနေရဲ့ကိုဗနာနာမချပဲအခုလိုမျိုးလိုင်းကားတိုးစီးသလိုစီးနေစေတာကတော့လုံးဝမဖြစ်တဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့အနေနဲ့ရော30အထိပေးရပေမဲ့ထိုင်ကုန်တော့မပါပဲကျမ်းပေါ်မှာထိုင်စီခဲ့ရတဲ့ဒီမြစ်ကြီးနားရန်ကုန်လေရင်ခရီးစဉ်အကြောင်းကိုကြားပြီးတော့ဘာတွေပြောချင်တာလဲထင်မြင်ချက်လေးတွေကိုမျှခဲ့ကြပါအောင်နော်